မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကဘာကျော် Disney ရဲ့ကနဝင်မြောက်3 Animation Style Cinderella 1950ကားကို recap လုပ်ပေးသွားမှာပါဇလန်းအစမှာစင်ဒီရဲလာဟာချမ်းသာကြွယ်ဝပြီးမေတ္တာရှိတဲ့ဖခင်နဲ့အတူနေထိုင်ခဲ့တာပါဒါပေမဲ့ဖခင်ဖြစ်သူကသူမအတွက်မိခင်တယောက်လိုအပ်တယ်ဆိုတဲ့အမှတ်မှားနဲ့ Lady Tremaine ဆိုတဲ့အမျိုးသမီးကိုလက်ထပ်ခဲ့ပါတယ်ဖခင်ကွယ်လွန်သွားတဲ့အခါမှာတော့ Lady Tremaine ရဲ့ရုပ်မာမှုတွေစတင်လာပြီး Cinderella ကိုအစီခံတယောက်လိုနှိပ်စက်ပါတော့တယ်ဘဝကဘလောက်ပဲခါးသီးပါစေCinderellaကတော့အကောင်းမြင်စိတ်ကိုလက်မလွတ်ခဲ့ပါဘူး။သူမရဲ့တူဦးလေသောတငယ်ချင်းတွေကတော့အိမ်ထဲကကြွက်ကလေးတွေနဲ့ငှက်ကလေးတွေပါပဲ။ဒီနေ့မှာတော့ဘိုက်ပူနန္တာကလို့ခေါ်တဲ့ကြွက်ကလေးကိုသူမကထောင်ချောက်ထဲကကယ်ထုတ်ခဲ့ပါတယ်။ကြွက်ကောင်းဆောင် Jack နဲ့ Gus တို့ဟာ Cinderella အတွက်တော့အားကိုးရတဲ့သူရဲကောင်းလေးတွေပေါ့။ဒါပေမဲ့အိမ်ထဲမှာရှိတဲ့ Lucifer ဆိုတဲ့ကြောင်ဆုပ်ကြီးကတော့သူတို့ကိုအမြဲတမ်းဒုက္ခပေးဖို့ချောင်းနေခဲ့တာပါမိထွေးနဲ့သမီးနှစ်ယောက်ကတော့ Cinderella ကိုအမြဲတမ်းမနာလို့ဖြစ်နေတာပါ။သူမရဲ့လှပမှုနဲ့နူးညံ့မှုကိုသူတို့မရှင်နိုင်တဲ့အခါမှာအလုတ်ကျန်းတွေနဲ့ဖိနှိပ်ပါတယ်။တနေ့မှာတော့နန်းတော်ကနေအရေးကြီးတဲ့ဖိတ်စာတစ်စောင်ရောက်လာပါတယ်။မင်းသားလေးအတွက်ကြေးရဖက်ရွေးဖို့တိုင်းပြည်ကပြိုပြန်းအားလုံးကိုဖိတ်ကြားတဲ့ကပွဲပေါ့။ Cinderella လည်းတွားခွင့်တောင်းတဲ့အခါမိထွေးကအလုတ်တွေပြီးရင်တွားပါလို့လှည့်ဖြားပြီးမဖြစ်နိုင်တဲ့အလုတ်စရင်ကြီးကိုပေးလိုက်ပါတော့တယ်။စင်ဒီရဲလာရဲ့တငယ်ချင်းတိရစ္ဆာန်လေးတွေကသူမအတွက်ကာဝင်လှလှလေးကိုဝိုင်းချုပ်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ကပွဲသွားခါနီမှာရက်ဆက်တဲ့အမနှစ်ယောက်ကသူမရဲ့ဝတ်စုံကိုအဆုပ်ဆုပ်အပြက်ပြက်ဖြစ်အောင်ဆွဲဖြဲပစ်လိုက်ကြတယ်။မျောလင်းချက်တွေအားလုံးဆုံးရှုံးသွားတဲ့စင်ဒီရဲလာဟာဥယျာဉ်ထဲမှာရှိုက်ကြီးတငင်ငိုနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအလင်းတန်းတစ်ခုနဲ့အတူ Fairy Godmother ပေါ်လာပြီးမော့အတက်နဲ့အရာအားလုံးကိုပြောင်းလဲပေးခဲ့ပါတယ်။ဖယုံသီးကရွှေရထားလုံးကြွက်ကလေးတွေကမြင်းဖြူတွေမြင်းဟောင်းကရထားမောင်းသမားပေါ်
နန်းတော်ထဲကိုထင်ဒရလိုဝင်လာတဲ့အခါလူတိုင်းကသူမရဲ့အလှမှာမိန်မောသွားကြပါတယ်မင်းသားလေးကလည်းသူမကိုမြင်မြင်ချင်းချစ်မိသွားပြီးတညလုံးအတူတူကခဲ့ကြပါတယ်ဒါပေမဲ့ပျော်ရွှင်မှုတွေဟာဖြစ်တာပါပဲမြင်ရတဲ့အတိုင်းနန်းတော်မျော်စင်ကြီးကနာရီ12နာရီထိုးဖို့တတိပေးလိုက်တဲ့အခါစင်ဒရလာဟာသူမရဲ့မိသူမိဘဖြစ်ကြောင်းမသိစေဘဲအမြန်ထွက်ပြေးခဲ့ရပါတယ်လေကားပေါ်မှာဖန်စီဖနက်တစ်ဖက်ကြံရစ်ခဲ့တာဟာသူမရဲ့ကံကြမ္မာကိုပြောင်းလဲပေးမဲ့တော့ချက်ဖြစ်လာပါတယ်မင်းသားဟာအဲ့ဒီဖနက်ပိုင်ရှင်ကိုရှာဖွေပြီးနောက်ဆုံးမှာစင်ဒီရဲလာကိုရှာတွေ့ကစိတ်ကူးရင်ဆန်စွာဆက်ပြီးသွားပါတယ်